အဲ့လိုနဲ့လုတ်ပိုင်ခွင့်နေရလာတော့ကာကိုနားမှာဖားရတဲ့သူတွေကပ်ပြီးတော့အခွင့်အရေးလိုချင်တဲ့သူတွေဝိုင်းဝိုင်းလဲလာတာပေါ့အဲ့လိုဝိုင်းဝိုင်းလဲလာတာနဲ့အများကာကိုကသူ့ကိုယ်သူဘဝင်မြင့်ပြီးတော့ဘဝမေ့လာတယ်ဘရဲ့တမတ်တော်ကလည်းဖြစ်ငကားသူရဲ့ကောင်ကလည်းဖြစ်အပြစ်အားလုံးကနေလဲလွတ်ကင်းခွင့်ရထားတဲ့သူဆိုတော့သူ့ကိုတားဆီးနိုင်တဲ့သူဘယ်သူမှမရှိဘူးလေဒီလိုနဲ့သူဆိုးလာလိုက်တာဘရင်နာတာရွှေယောဂါနဲ့အိယာရဲလဲသွားတော့ပိုပြီးဆိုးလာတော့တာပဲအဲ့ဒီအချိန်လောက်မှာကာကိုကအရန်ကိုစိတ်ကြီးဝင်နေပြီအစတော့လူတွေကိုအပျော်သဘောစနာတာမျိုးလုပ်တယ်နောက်ကြတော့ထိကပါရှိကပါလှုပ်လာတယ်သူ့ကိုကြားမဲ့သူမရှိရဲ့အပြင်သူ့ဘက်ကနေဝိုင်းပြီးတော့မြောက်ပေးမဲ့သူတွေပေါ်လာတော့ကာကိုကလူတွေအနိုင်ကျင့်နေစိတ်နဲ့ညှင်းပြီးတော့စိတ်ဆင်းရအောင်လှုပ်ယုံနေအားမရတော့လက်နဲ့ခြေနဲ့ကိုထိလက်ရောက်ညှင်းဆဲတယ်အကြီးကျယ်ဒုက္ခပေးတယ်နောက်တော့အလဲကြလာတာသူ့ပေါ်အရင်အနိုင်ကျင့်အထင်သေးခဲ့တဲ့သူတွေကိုပဲသူเจ้าနေကြနွားရရဲ့ပိုင်ရှင်ဖမ်းပြီးကြိမ်တန်းပေးခိုင်းတယ်လို့နွားတွေကိုသိမ်းပြီးတော့သူ့နာလာဖာနေတဲ့သူတွေစီပေးပြတယ်သူ့ကိုလှဲငါပေးခဲ့တဲ့သူကိုလည်းဖမ်းပြီးတော့အလုတ်ကျန်းတွေလှုပ်ခိုင်းပြတယ်သူ့အလုပ်တွေခိုင်းခဲ့တဲ့မို့ဆိုတော့တိုင်းပြန်နေနှင်ထုတ်လိုက်တယ်ဒီလိုမျိုးသူမကျင်တဲ့သူတွေကိုလည်းလက်စားချရမဟုတ်ပဲနဲ့သူ့အနာမှာလာပြီးမြောက်ပင့်နေတဲ့သူတွေရဲ့မကျင်တဲ့ချက်တွေပါလက်စားချပေးဟာကြောင့်တိုင်းပြည်မှာဘယ်သူမှကောင်းကောင်းမနေကြဘူးအဲ့အပြင်မှာကာကိုကသူ့ဘသူဆိုတာပေါ်သွားမှအယံကိုကြောက်တယ်သူကငကားကြီးကိုအိတ်နေတော့တက်ခဲ့တာလို့မပြောထားဘဲနဲ့ငကနိုင်တိုင်းပညာကိုတင်ပြီးတော့မှတိုက်ခိုက်ခဲ့တာလို့ပြောထားခဲ့တာ哦အဲ့တော့အလိန်ပေါ်မှာကြောက်ပြီးတော့သူ့အရင်နေခဲ့တဲ့ရွာအတိကျွမ်းတွေကိုဒုက္ခပေးပြန်တယ်ရွာနေအောင်တိမ့်ပြပြီးလူတွေကိုမောင်းထုတ်ပြတယ်။ဒါအမြင်မတော်တော့အိရှိဆန်ဝင်တာတယ်။လူတွေရဲ့အိမ်တွေမြေတွေကိုလည်းပြန်ပေးတယ်။အဲ့ကကမကျင့်တတ်ဘူး။အိရှိမင်းသားသူ့ရဲ့ဆုံးဖြတ်ချက်ကိုဝင်တာတာသူ့ကိုစော်ကားတာပဲလို့ထင်တယ်။သူကတာမန်နွားကြောင်းသားလေးဘွားနေလာတယ်ဆိုတော့သူလုံးဝမေ့သွားပြီ။သူကဒီတိုင်းကြီးရဲ့ကက်တင်ရှင်ပဲ။အိရှိဆန်ကသူ့ကျေးဇူးကိုခယူမဆိုင်တာတိမခံနိုင်ဘူးဆိုပြီးတော့ကြွေးကြော်တယ်။ပြီးတော့သူဝင်နေခဲ့တဲ့ရွာကိုတိမ်မရတော့သူ့လူယုံတွေကနေတဆင်မီးတင်ရှို့ခိုင်းလိုက်တယ်။ရွာတစ်ခုလုံးပြာကျပြီးတော့ပြောင်းပြေးသွားကြတယ်။သူကြည့်မရတဲ့အမတ်တွေဆိုရင်လည်းတနည်းနည်းနဲ့ပြဿနာရှာတာပဲ။သူနဲ့အဆင်ပြေတဲ့အမတ်တွေမှာသူကနေရာပေးအောင်လုပ်တယ်။အင်းရှိဆန်သူ့ပေးတဲ့ဒုက္ခတွေမနှဲဘူးဖြေရှင်းနေရတာ။သူကတော့လုံးဝထင်အောင်ဆိုင်နေတော့တာပဲ။အဲ့လိုမျိုးထင်အောင်ဆိုင်နေရင်လည်းသူ့မှာဖြစ်လာတာတခုရှိတယ်။အဲ့ဒါကတော့ငကားယူအိမ်မက်တာပဲ။အိမ်မက်ထဲမှာငကားကြီးအတောင်ပံနေပါရနေပြီ။သူ့စီကိုလာပြီးတော့ရှိတယ်။မင်းငါ့ကိုတားလိုက်တာမဟုတ်မင်းငါ့ကိုစွမ်းအားပိုကြည့်လာအောင်လုပ်လိုက်တာအခုငါ့ဘသူမှမကြားနိုင်တော့ဘူးငကားကြီးအော်ပြောရင်သူ့ရင်ဘက်ကိုခြေသေးနဲ့ကုတ်တယ်အဲ့ချိန်ကျသူလန့်နိုးလာပြီသူ့ရင်ဘက်ကလည်းနာကျင်နေဒီလိုနဲ့သူကအိပ်ရမှာပါကြောက်လာတယ်အရက်တွေလည်းပိုးတောက်လာပြီးတော့အေးမဝါတာရဲ့မူးနေတာရဲ့နဲ့အကုန်လုံးပြဿနာရှာတော့တာပဲကြာလာတော့တနိုင်ငံလုံးကသူ့ကိုအရန်ကိုကြောက်လာကြတော့တာပေါ့တရက်မှာတော့သူကနန်းတော်အပြင်လန်းတနေရာမှာမြင်းစီလာနေတော့ရွာသူရွာသားတွေကငကားကြီးလာပြီးပြေးကြဆိုပြီးတော့ပြေးကြတယ်သူလည်းငကားကြီးဆိုတော့အရန်ကြောက်သွားပြီးတောအုပ်ထဲကိုမြင်းနဲ့ဝင်ပြေးပြီးတော့ပုံတယ်ဘာငကားကြီးကိုမှမတွေ့ဘူးလူတွေကသူ့ကိုနောက်ပြောင်သွားတာပဲလို့တွေးလိုက်ပြီးဒေါကန်ကန်နဲ့အကုန်လုံးပြဿနာရှာဖို့နန်းတော်စီသူပြန်လာခဲ့တာပေါ့ဒါပေမဲ့လမ်းမှာတွေ့သမျှလူတိုင်းကသူနဲ့တွေ့ငကားကြီးလို့အော်ပြေးကြတော့မှငကားကြီးဆိုတာသူ့ကိုခေါ်မှသူသိသွားတယ်သူကငကားသူ့ရဲ့ကောင်းဖြစ်ပြီးတော့ငကားကိုချက်ချီလဲဝတ်ထားပြီးမဲ့သူကိုယ်တိုင်ကပဲငကားကြီးလိုမျိုးနိုင်ငံကိုပြန်ပြီးတော့ဒုက္ခပေးနေတာဟုတ်ဒါကို तू ကသဘောမပေါက်ပါဘူးမပေါက်တဲ့အပြင်မှာလူတွေကသူ့ငကားကြီးလို့ခေါ်တာမဟုတ်တီးပြီးခေါ်တဲ့လူတွေကိုလည်းဖမ်းဆီးပြီးတော့နှိပ်စက်ပစ်တယ်သူဒုက္ခပေးလို့နိုင်ငံတွေပြောင်းပြရတဲ့သူတွေတောင်မှများလာခဲ့တယ်သူကတော့ငကားကြီးကအိမ်မက်လာပေးလေးဒေါကန်လေးပို့ပြီးတော့ဆိုးလာလေးပဲနောက်ဆုံးတနိုင်ငံလုံးကိုပါထင်အောင်လုပ်ဖို့အတွက်ဘရင်နေရာကိုပါလိုချင်လာအောင်တယ်အိရှိမင်းသားကိုဘယ်လိုလက်စဖြောက်ရမလဲဆိုတော့သူအကွက်ချနေဒါပေမဲ့လွယ်တော့မလွယ်ဘူးလေအိရှိမင်းသားမှာနန်းတော်ဆောင်တော်ဝင်တောက်ဖွဲ့ရှိတယ်လို့တော်ဝင်ရတက်ကလည်းရှိနေတာ哦အဲ့လိုကြံစီနေတဲ့အချိန်တွေမှာသူ့အိမ်မက်တွေပို့ပြီးတော့ဆိုးလာတယ်အိမ်မက်ထဲမှာငကားရသူ့ကိုလာပြီးတော့လှောင်ပြောင်ရှိမောတော့မင်းကနောက်တစ်ခေါက်ထပ်ပြီးတက်ပြတ်မယ်သူကအဲ့လိုကျုံးသွားခဲ့တယ်အဲ့ကငကားရအော်ယူပြီးတော့မင်းငါ့ကိုတက်လို့မရဘူးဘာဖြစ်လို့လဲဆိုတော့ငါကမင်းလေမင်းကိုယ်တိုင်ငါပဲလေအဲ့လိုပြောရင်လည်းမိုးချင်းတိုင်လို့ရှိရဲသူအိမ်မရဘူးငကားကြီးကြောင့်ခေါင်းတွေလည်းကြိုက်ခဲနေတော့မှသူ့နာမှာကပ်ဖားနေတဲ့သူတွေကသူတို့လိုချင်တာတွေလာတောင်းဆိုတော့သူကဟိဟောင်းရိုက်ပုတ်မောင်းထုတ်ပြလိုက်တယ်အရင်ကလိုချင်တာပြီးတော့ကသူ့ဘက်ရှိကြပြီမဲ့သူကသူတို့လိုချင်တာမဖြည့်ဆည်းပြတဲ့အခါမှာသူ့ကိုစာပြီးတော့ပြန်ပြီးရန်လို့စန့်ကျင်လာကြတော့တာပဲတဖြည်းဖြည်းနဲ့သူ့တောက်တဲ့ဖြစ်လာတယ်အိမ်မထဲမှာလည်းငကားကြီးနဲ့စကားပြောရုံမကတော့ပဲသူကငကားကြီးဖြစ်ပြောင်းလဲလာပြီးတော့ကောင်းကင်ဘဝကိုပြန်လူတွေကိုလိုက်ပြီးဖြတ်စည်းနေရတယ်မြင်လာရတယ်ငိုယိုနေတဲ့ကလေးတွေမီးလောင်နေတဲ့အိမ်တွေသူ့ကိုဆေးနေတဲ့ယောက်ျားမိန်းမတွေမြင်လာရတယ်အဲ့လိုနေလာရင်နဲ့တဖြည်းဖြည်းနဲ့သူ့ရဲ့ပါးစပ်ထဲမှာအစိတ်လိုအရာသားမျိုးစရလာတယ်အစတော့စရောကဲလှုပ်ကြံတယ်လို့ထင်ပြီးတော့ဖမ်းပြီးတတ်တော့ဖြတ်တော့မလို့လှုပ်သေးတယ်တခြားသူတွေစတော့ဘာမှမဖြစ်တာကိုသိပြီးတော့လှုပ်ပေးလိုက်တယ်
အစိတ်ရသားကြီးကအမြဲတမ်းနှီးပါးရှာလာမှအဲ့ဒါသူ့ပါဇက်ထဲကနေလာတယ်ဆိုတာကိုသူသိလာခဲ့တာသူကရင်ကငကားကြီးလိုမျိုးအစိတ်ရထွက်လာနေရလားဆိုပြီးသူအရန်ကိုထိတ်လန့်နေရတာပေါ့သူကတဖြည်းဖြည်းငကားကြီးဖြစ်လာနေပြီလားလို့တွေးရင်းနဲ့လန့်လာတယ်သူ့ရဲ့အိတ်ခမ်းနဲ့သူဝင်အောင်မှညှိနှိုင်းရနေမီးရောင်ကြောင်ထင်နေတဲ့နိုင်ရသူ့အရေးတောင်မှငကားကြီးပုံစံလို့သူမြင်လာတယ်သူစင်းကြံလန်းနေမှာလမ်းဆိုင်ငကားကြီးလျှောက်တယ်လို့အကျဲကြီးစူညံပြီးတော့ကျဲလောင်နေအဲ့ဒါကြောင့်ပဲတဖြည်းဖြည်းအကြီးအကျယ်စိတ်ဆင်းရဲလာတယ်အဲ့ဒီချိန်မှာသူကရိုဒါနိုင်ငံရဲ့အာဏာအကြီးဆုံးသူပဲအရှင်မင်းသားတော်မှာသူ့ကိုအုပ်ချုပ်စီမံခွင့်တွေပေးထားတဲ့အချိန်မင်းသားမှာတက်တွေရှိပေမဲ့နိုင်ငံတော်စီမံခန့်ခွဲနေတဲ့လွှတ်တော်ရအမတ်တွေနဲ့ရုံးတော်တွေထဲမှာကာကိုမုံတော့မုံကြပြီမဲ့ကြောက်လဲကြောက်ကြတာကြောင့်ပေါ်ပေါ်ထင်ထင်တော့မဆန့်ကျင်ရဲကြဘူးကာကိုအလို့အတိုင်းအားလုံးဖြတ်နိုင်တယ်အဲ့ရတဲ့လဲနေတဲ့မင်းကြီးနဲ့ရွာဆိုင်တော်မှာအင်းရှိဆန်အစားကာကိုနိုင်ရလိမ့်မယ်လို့ပြည်သူတွေကရောနန်းတွင်းထဲကလူတွေကပါထင်နေကြတာပြည်သူတွေကလည်းကာကိုနဲ့သူ့အဖွဲ့တွေရဲ့အုပ်ချုပ်မှုအောက်မှာအကြောက်ကြအလန့်လန့်နေပေါ့စီးပွားရေးကိုလည်းကာကိုရဲ့နောက်လိုက်တွေကလက်ဝက်ကြီးအုပ်ထားလို့ပြည်သူတွေဆင်းရဲကြက်တဲနေကြတယ်သူ့ရဲ့နောက်လိုက်တွေကကာကိုရဲ့နာမည်သုံးပြီးတော့ကာကိုတော့မသိပဲထင်ရလုံးနေကြရတွေမှာအများကြီးပဲအဲ့ဒီတရင်နေကာကိုစီပြန်ရရင်တော့မှကာကိုကစိတ်မဆိုးနိုင်တော့ဘူးသူကငကားကြီးအိမ်မက်တွေသူ့ပါဇက်တွေကအစိတ်ရည်လိုဟာတွေညှိနှံ့နေကြအရင်စိတ်ဆင်းရဲနေရပြီတရားကြတော့ကာကိုစိတ်ပြက်လက်ပြောင်မြင်းစီထွက်တယ်ကွေးမြင်ထဲမှာမြင်းစီထွက်ရင်းနဲ့နွားချောင်းသားတအုပ်နဲ့တွေ့တော့သူငေးကြည့်ရင်နွားချောင်းသားဘဝတော့အကြောင်းတွေပြန်ပြီးစဉ်းစားမိသွားတယ်သူနွားချောင်းသားဘဝတော့ပြန်ပြီးမသွားကြပါဘူးအရင်ဆင်းရဲတာဟုတ်ဒါပေမဲ့အခုလိုတကူထွားလာတာသူတကယ်ဖြစ်ချင်တာဟုတ်ရဲ့လားလို့သူပြန်စဉ်းစားကြည့်မိလာတယ်သူလိုချင်တာကဘာလဲသူကလူတွေသူ့ကိုအထင်မသေးတော့ပဲအတိမတ်ပြူတာကိုခံချင်ခဲ့တာဒါကြောင့်သူအောင်မဲခံနေညနကနိုင်တိုင်းပညာအကြောင်းတွေကိုလင်းလိုက်မိတာဒါတွေကကိုပြန်စဉ်းစားရင်နွားချောင်းသားတွေစီသွားပြီးပါလာတဲ့ငွေအသက်ပြားတွေပေးပစ်ခဲ့တယ်ဒါပေမဲ့ကောက်ကိုမသိခဲ့တာကတော့အဲ့ဒီနွားချောင်းသားတွေထဲမှာသူနဲ့ရင်းနှီးရဲ့သူတယောက်ပါနေရပဲသူငကားကြီးကိုတောက်လိုက်တဲ့အချိန်တုန်းကဒီနွားချောင်းသားလေးကတိတက်တဲ့ကလေးအရွယ်ပဲရှိသေးတယ်အခုတော့လူပြိုပေါက်ဖြစ်ခါစားဖြစ်နေပြီကလေးကကြီးလာတော့ရုပ်ပြောင်းနေအောင်ကောက်ကမမှတ်မိဘူးကလေးကတော့ကောက်ကိုမှတ်မိတယ်ကောက်ကတော်ဝင်အဝတ်စားတွေဝတ်ထားပြီးအရင်ထက်တန့်ပြတ်နေပေမဲ့အေးအေးပြက်စိတ်ဆင်းရဲလို့ရုပ်ကလည်းညှိုးနေတယ်ဒါပေမဲ့ဘလို့ဖြစ်ဖြစ်သူ့ဆိုတာအတိတာကြီးပါပဲငကိုရေဟာကာကိုရဲ့အနေထိုင်တွေကြောင့်အားလုံးကကာကိုဟာအောက်ခြေစင်းရဲတာပညာမဲ့တက်ဖြစ်မယ်လို့ထင်နေကြပြီးသားပါငကနိုင်တိုင်းကိုလည်းတကယ်မတက်ဘူးလို့ထင်ကြတယ်အခုနွားကြောင်သားငကားသူရဲ့ကောင်ဟာကာကိုလို့ပြောလာတဲ့အခါအားလုံးကဒါအမှန်ဆိုတာလက်ခံလာကြတယ်ကာကိုမောင်းထုတ်လိုက်လို့အဝေးမှနေနေရတဲ့မိုးဆိုးကလည်းတည်င်းကြတဲ့အခါကာကိုသူ့စီမှာဒူးလေးလုံနေနဲ့အစိတ်တွေလာတင်သွားတယ်ဆိုတာလူတွေကိုပြောပြတယ်လှိငားလိုက်တဲ့လူကလည်းအချုပ်ကနေပြန်လွတ်လာပြီဆိုတော့ငကားကောင်းတန်လာတဲ့လှေကလည်းသူငါထားတဲ့လှေလို့တည်င်းဖြန့်နေဒီလိုနဲ့ကာကိုကဘာနကနိုင်တိုင်းမှမတက်ဘူးလို့ပြည်သူတွေကြားထဲမှာတည်င်းကပြန့်ကုန်တယ်တရတော့အေရှိဆန်မင်းသားကာကိုနဲ့တူပွဲတော်တယ်စားလေတောင်းနေကြတော့မင်းသားမြင်းမြင်းရှက်ရှက်နဲ့စားနိုင်မိမဲ့ကောက်ကိုကတော့ပါဇက်တဲ့အစိတ်ရတာပဲရနေကြတာမင်းသားစားနေအောင်ငေးကြည့်နဲ့ကောက်ကိုငိုချလိုက်တော့မင်းသားကဘာဖြစ်တယ်လဲလို့ပူပန်တကြီးမိတာပေါ့အဲ့ခါကောက်ကိုကသူ့နခနိုင်တိုင်းမတက်ကြောင်းသူကနွားကြောင်းသားဖြစ်ကြောင်းငကားကြီးအိမ်နေနေအောင်သွားလေးလာပြီးအစိတ်လူတူလေးနဲ့ပြတ်တက်ခဲ့တာဖြစ်ကြောင်းဝန်ခံလိုက်တယ်မင်းသားကလည်းဘာကြောင့်များလင်ရတယ်လဲနောင်နော်တကယ်တော့နွားကြောင်းသားတယောက်ကတတိုင်းပြည်လုံးကြောက်တဲ့ငကားကိုစနစ်တကျပြင်ဆင်လေးလာပြီးတုတ်တင်နိုင်တော့အရန်အထင်ကြီးဖို့ကောင်းတဲ့အရေးချင်းမှာဘလို့ပဲတက်ငကားကိုတုတ်တင်နိုင်လို့ငကားသူရဲ့ကောင်းနေရထိုက်တန်ပြီးသားပါလို့ဖြေသိမ့်ပေးခဲ့တယ်ကာကိုလည်းနောင်နာရပြီးမင်းသားစီကိုစီမံအုပ်ချုပ်ခွင့်တွေပြန်ပေးဖို့လုပ်ပြီးမဲ့နောက်ကျသွားပြီလွတ်တော်နဲ့ရုံးတော်မှာရှိတဲ့သူ့ရဲ့နောက်လိုက်အခွင့်အရေးသမားတွေကအမိတ်မနာခံကြတော့ဘူးဒီချိန်လောက်မှာပဲ32ဆက်မြောက်ရိုဒါမင်းကြီးဟာအဲ့ရတဲ့လင်းနေကန့်ကုန်းသွားခဲ့တော့တယ်အိမ်မာတွေအကုန်ရှုပ်ထွေးကုန်ကြတော့တာပဲလွတ်တော်နဲ့ရုံးတော်ရဲ့အခွင့်အရေးသမားတွေကကာကိုပဲနန်းတင်ကျင်ကြတယ်မင်းကြီးအာသူဘခံတော့မပြီးသေးဘူးပြဿနာတွေကဆူညံ့နေပြီကာကိုလည်းထိန်ချုပ်လို့မရတော့ဘူးအဲ့ဒီပြဿနာတွေကိုတိတ်သွားအောင်လုပ်ပေးလိုက်တာကတော့နောက်ထပ်ပြဿနာကြီးတစ်ခုပဲအဲ့ဒါတော့တိုင်းပြည်တစ်ခုစီကစစ်တပ်အကြီးကြီးရိုဒါနိုင်ငံရှိတီရောက်လာတာပဲကာကိုအုပ်ချုပ်ရေးအာဏာယူပြီးထင်အားလုံးနေတဲ့အချိန်မှာအဲ့နိုင်ငံကြီးကနိုင်ငံငယ်တွေလိုက်သိမ်းနေအောင်ကာကိုတို့ကခီးမဆိုင်မိခဲ့ဘူးအခုတော့သူတို့လှည့်ကျလာခဲ့ပြီအဲ့နိုင်ငံကြီးရဲ့စစ်သူရရာဇသံတစ်ခုပေးတယ်စစ်ထုံးမလားအညံ့ခံပြီးသူတို့အမ်ပါရာအောက်ထဲဝင်မလားဆိုတာပဲသူတို့အမ်ပါရာရဲ့ဝင်တော့ရိုဒါပြည်သူထောက်ခံတဲ့နယ်မျိုးတယောက်ကိုဘရင်ဖြစ်တယ်ပြီးတော့သူတို့ပြန်မယ်ရိုဒါကသူတို့နှစ်ဆက်အခွန်တော်ပဲပေးသွင်းရမယ်ဒါပေမဲ့လက်ရှိရိုဒါဘရင်တော့ဖန်ခေါ်သွားမယ်စစ်ထိုးရင်တော့အားလုံးပြိုကျဖျက်ဆီးပြမယ်လို့ရာဇသံပေးလာတယ်စစ်ထိုးမဲ့ဆိုရင်တော့အဲ့ဒီစစ်တပ်ကြီးကိုရိုဒါပြည်ကမနိုင်နိုင်ဘူးလက်ရှိမှာဘရင်ကလည်းမတင်မြောက်ရသေးဘူးအားလုံးလည်းဘေးကျနှံချက်တွေဖြစ်နေကြတယ်လွတ်တော်နဲ့ရုံးတော်တွေကကာကိုရဲ့အခွင့်အရေးသမားနောက်လိုက်တွေကတော့ပိုင်ဆိုင်မှုတွေနိုင်သလောက်တည်ပြီးနိုင်ငံကနေထွက်ပြေးကုန်ကြပြီအဲ့ချိန်မှာကာကိုကဒါဟာသူ့ရဲ့အိမ်မက်ထဲကနေသူ့ကိုနှိမ့်ဆက်နေတဲ့နဂါးကြီးကိုရောသူကိုယ်တိုင်ဖြစ်လာနေတဲ့နဂါးကြီးကိုရောနှိမ်နှင်းမှုအချိန်ပဲလို့သိလိုက်တယ်
ချက်ချင်းပဲနန်းရှင်ပြင်ဝင်ပြီးသူတစားကန်အဖြစ်အဖမ်းခံပြီးလိုက်သွားမယ်လို့ကြီးညာလိုက်တယ်။အားလုံးလည်းအံ့အားသင့်နေကြတာပေါ့။ဒီနိုင်ငံမှာအာဏာအများဆုံးရနေတာကျုပ်ပဲ။အဲ့လိုဆိုတော့တာဝန်အမြင့်ဆုံးလည်းကျုပ်ပဲရှုမယ်။ကျုပ်လိုက်သွားတာအသင့်တော်ဆုံးပဲ။မင်းသားနန်းလျာဖြစ်တဲ့အတိုင်းနန်းသိမ့်ပြီးအုပ်ချုပ်ပါ။အဲ့လိုပြောလိုက်ပါတယ်။အေဂရစ်နိုင်ငံကာကိုဖမ်းခေါ်သွားတော့ရိုဒါနိုင်ငံနောက်ဆုံးတစ်ချိန်လှည့်ကြည့်နေကာကိုပြုံးနေ။အဲ့ဒီအပြုံးကငကားကြီးကိုတပ်ဖို့ပြင်ဆင်နေတော့နောပိုင်ရှင်စော်ကားတာကိုခံရင်းနဲ့ပြုံးခဲ့တဲ့အပြုံးနဲ့အတူတူပဲ။အခုတော့သူ့ရဲ့အိမ်မထဲကနဂါးကိုရောသူ့ဖြစ်လာတော့မဲ့နဂါးကိုရောအောင်နိုင်ခဲ့ပြန်ပြီ။အေဂရစ်နိုင်ငံကကာကိုဖမ်းခေါ်သွားတယ်။ကာကိုရိုဒါဘီကိုဒီသက်ပြန်လာနိုင်တော့မှမဟုတ်တော့။ရိုဒါဘီကတော့အေဂရစ်နိုင်ငံရဲ့ခွင့်ပြုချက်နဲ့ပြည်သူအလုံးထောက်ခံတဲ့အင်းရှိဆန်မင်းသားနန်းတင်လိုက်ကြတယ်။မင်းဆက်မှတ်တမ်းစာအုပ်ထဲမှာစီးရင်သွင်းတော့34ဆက်မြောက်ရိုဒါမင်းမြတ်လို့စီးရင်သွင်းကြတယ်။33ဆက်မြောက်ရိုဒါမင်းမြတ်ကကာကိုအဖြစ်စီးရင်သွင်းလိုက်ကြပြီ။ဒီလိုနဲ့နွားကျောင်းသားလေးကာကိုကနန်းစင်စီရင်မှာမင်းတစ်ပါးဖြစ်စီရင်ဝင်ကြံရတယ်။တရက်ဖူတော့မဆောင်လိုက်ရဘူးပေါ့။နန်းတက်လာတဲ့အင်းရှိဆန်ကတော့ကာကိုအကြောင်းပြောတိုင်းငကားကိုတတ်နိုင်ခဲ့တဲ့သူရဲ့ကောင်ငကားနှိမ့်ဆက်တာခံခဲ့ရတဲ့တနာစရာလူငကားဖြစ်လာကနေကြောက်စရာလူပြီးတော့ငကား3ကောင်လုံးကိုအောင်နိုင်ခဲ့တဲ့ဘရင်လို့ပြင်ပြီးတော့ပြောပြတတ်ပါတယ်။ဟုတ်ကဲ့ပါရှင်။ဒီနေ့တင်ဆက်ပေးသွားတဲ့အကြောင်းလေးကိုနားဆင်ရတာပရိသတ်တို့အနေနဲ့သဘောကျနှစ်သက်လိမ့်မယ်လို့မျှော်လင့်မိပါတယ်။နောက်ရက်ဒီမှာလည်းဒီထက်ပိုပြီးတော့စိတ်ဝင်စားဖို့ကောင်းတဲ့အကြောင်းအရာများစွာကိုစဉ်ဆက်မပြတ်တင်ဆက်ပေးသွားမှာဖြစ်တဲ့အတွက်ကျမတို့ရဲ့ channel လေးကိုစောင့်မျှော်နားဆင်မှုလည်းမမေ့ကြပါနဲ့ဦးနော်။နားဆင်အားပေးခဲ့ကြတဲ့ပရိသတ်ဦးတယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးထူးပဲတင်ရှိပါရရှင်။